ကျွန်တော်အဖိုးက S အဆင့်တားရဲ့ချင်းသေးဘီယန်ကိုနိုးထားစေခဲ့တယ်ကျွန်တော်အဖွားကတော့ SS အဆင့်နတ်သားရဲ့6ရောင်ချယ်မိဖုရားကိုနိုးထားစေခဲ့ပါတယ်ဒါပေမဲ့ဒီလိုတားရဲ့တွေနိုးထားတဲ့လောက်ကမှကျွန်တော်ကတော့တားရဲ့တွေနဲ့ဘာမှမဆိုင်နဲ့ပျက်စီးနေတဲ့အိမ်အိုကြီးတစ်လုံးကိုပဲနိုးထားစေနိုင်ခဲ့ပါတယ်ကျောင်းကဆရာတွေနဲ့ကျောင်းသားတွေကကျွန်တော်ကိုအတုံးမကျတဲ့ကောင်လူဝိုင်းလောင်နေတော့မှမယ်အဲ့ဒီအိမ်ထဲကနေရုတ်တရက်အတန်တန်ထွက်ပေါ်လာပါတယ်ကုံယူပါတယ်မင်းဟာရုပ်မာရက်ဆက်တဲ့နတ်ဖျားဆယ်ပါးခန့်မာကိုနိုးထားစေခဲ့ပြီးစန်တလိချင်းမှုဆဲဟုကိုဖျက်ချော်ပြီးရင်ရှေးဟောင်းရုပ်မာရက်ဆက်တဲ့တားရဲ့ကြီးဆဲကောင်ကိုနိုးထားစေနိုင်လိမ့်မယ်အဲ့ဒီနောက်ပထမဆုံးစန်တမှုကိုဖျက်ချော်ပြီးတဲ့နောက်မှာကျွန်တော်ဟာ SSS အဆင့်ရှေးဟောင်းတားရဲ့ကြီးထောင်းချယ်ကိုအောင်မြင်စွာနိုးထားစေခဲ့ပါတယ်အရင်ကကျွန်တော်ရဲ့ရီစားဟောင်းလျိုကြားချီဟာကျွန်တော်ကအိမ်အိုကြီးတစ်လုံးပဲနိုးထားနိုင်ခဲ့လို့ကျွန်တော်ကိုလန့်ခွဲခဲ့တာပါဒါပေမဲ့အခုကျွန်တော်ရဲ့ကောင်းကင်ယံကိုတုံလို့စေတဲ့ပါရမီကိုမြင်လိုက်ရတော့သူဟာချက်ချင်းနောင်တရပြီးမြေပြင်ပေါ်မှာခွေးချသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာလူကြားချီကိုလိုက်နေတဲ့ဂျန်ဖုံကသူ့အတွက်လက်စားချေပေးဖို့ထွက်လာပြီး S အဆင့်သားရဲ့ရွှေရောင်ဖိနစ်အဖြစ်တိုက်ရိုက်အဆွင်ပြောင်းကကျွန်တော်နဲ့အသေးအလဲတိုက်ခိုက်ဖို့လိုပါတယ်အဲ့ဒီအချိန်မှာမျက်စိလင်လေចောင်းသားတွေကသူ့ရဲ့ရင်ဘတ်ကအဆင့်အမသားကိုမြင်သွားပြီးအံ့သွားကြပါတယ်ဟိုမာကီအောင်အဲ့လာတန်နတ်အဆင့်9ပဲသူနိုးထားတာ3ရေပဲရှိသေးတာကိုတန်နတ်အဆင့်9000ရောက်နေပြီဒီကောင်ကတော့တကယ့်ပါရမီရှင်ပဲအဲ့ဒီအချိန်မှာပဲသွေးရောင်နှင်းမြူတီထွက်ပေါ်လာပြီးလူတိုင်းရဲ့အာယုံကိုဆွဲဆောင်သွားပါတယ်ကျွန်တော်ဟာအလုံးအစွမ်းထက်တဲ့သွေးရောင်လွှမ်းတဲ့ပုံရိပ်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အားပြီးတန်တီမထွက်လာပဲတိတ်ဆိတ်ငြိမ်သက်သွားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရင်ဘတ်ကအဆင့်အမသားကတန်နတ်အဆင့်1ပဲရှိလို့ပါအဆင့်4ဆင့်ကွာခြားချက်ဆိုတာဘလောက်ပဲပါရမီကောင်းကောင်းကြော်ဖွတ်ဖို့မလွယ်တဲ့အဟံသားတစ်ခုပါရေးဘူးရအားဖြင့်ပါရမီကအဆင့်တစ်ဆင့်ကွာခြားချက်ကိုပဲဖုံးဖိပေးနိုင်တာပါဥပမာတန်နတ်အဆင့်2ရှိတဲ့ S အဆင့်သားရဲ့ဟာတန်နတ်အဆင့်4ရှိတဲ့ A အဆင့်သားရဲ့နဲ့ညီမျှပါတယ်အလားတူပဲတန်နတ်အဆင့် Y ရှိတဲ့ SSS အဆင့်သားရဲ့ထိတဲ့ကျွန်တော်ဟာပုံမှန်ဆိုရင်တန်နတ်အဆင့်3ရှိတဲ့ S အဆင့်သားရဲ့ဂျန်ဖုံနဲ့ညီမျှတင်ပါတယ်ဒါပေမဲ့အခုဂျန်ဖုန်းရဲ့အဆင့်ကဒီထက်အများကြီးပုံမြင်နေပါတယ်လူတိုင်းကျွန်တော်တို့စိုးရိမ်နေကြတော့မှဂျန်ဖုန်းကကျောနောက်ကနေရွှေရောင်ထားတဲ့လက်ကိုတိတ်တိစိတ်ထုတ်လိုက်ပါတယ်အဲ့လာကတော့ဂျင်းနီအဆင့်သားရဲ့ရွှေရောင်လင်းယုံရဲ့အယိုးတွေနဲ့တွန်းလှုပ်ထားတဲ့စိတ်ဝိညာဉ်ရွှေရောင်ဖိနေထားတဲ့ထိပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒါကိုဂရုမစိုက်ပါဘူးဂျန်ဖုန်းဟာရွှေရောင်အလင်းတိုင်းဖိပြောင်းလဲပြီးကျွန်တော်စီပြီးဝင်လာပါတယ်သူဟာသူ့ရဲ့ပါရမီလေပြင်းမိုးကောင်ကင်ကိုတုံးလိုက်တဲ့အခါသူ့လက်ထဲကဓာတ်ရဲ့အရှင်ဟာအစာဖောင်းများစွာမြန်သွားပြီးလေထူးကိုတောင်ခွင်းသွားနိုင်ပါတယ်။ဒါကိုမြင်တော့ကျွန်တော်ကလည်းပါရမီရက်ဆက်တဲ့သွေးမျက်မှန်ကိုတုံးလိုက်ပါတယ်။ချက်ချင်းဆိုသလိုကျွန်တော်ကိုထက်ကနေပြင်းထန်တဲ့သွေးရောင်အရှင်အဝါတွေထွက်ပေါ်လာပါတယ်။အဲ့ဒီနောက်ကျွန်တော်ရဲ့လက်ကြီးကိုဆန်းထုတ်ပြီးအဲ့ဒီရွှေရောင်ထားကိုလက်ပလာနဲ့ဖမ်းဆုပ်လိုက်ပါတယ်။ကျွန်တော်ရဲ့နောက်လက်တစ်ဖက်ကတော့ဂျန်ဖုန်းရဲ့လက်မောင်းကိုဖမ်းဆုပ်လိုက်ပါတယ်။ဂျန်ဖုန်းစီကနေနာကျင်တဲ့အော်ဟီစန်တီထွက်ပေါ်လာပြီးသူ့ရဲ့ရွှေရောင်လက်မောင်းကြီးကပုံပြတ်သွားပါတယ်။ကျွန်တော်ကအားနဲ့ဆွဲလိုက်တဲ့အခါဂျန်ဖုန်းရဲ့လက်မောင်းတစ်ဖက်လုံးဟာအစိမ့်လိုက်ပြတ်ထွက်သွားပါတယ်။ရွှေရောင်သွေးတွေဟာမြေပြင်ပေါ်ကိုဖမ်းထွက်သွားပါတယ်။အဲ့ဒီနောက်ကျွန်တော်ကဂျန်ဖုန်းရဲ့လက်ပင်ကိုညှစ်ပြီးမြောက်လိုက်ပါတယ်။အဲ့ဒီအချိန်မှကျွန်တော်မျက်နှာကကြောက်စရာခေါင်းနေပြီးမျက်လုံးထဲမှာတော့လောဘဇော်တီလွှမ်းနေပါတယ်။ဒါဟာထောင်းချယ်ကတားခေါင်ကိုစားတော်မဲ့အချက်ပြချက်ပါပဲ။ဂျန်ဖုန်းဟာဒါကိုမြင်တော့ကြောက်လန့်တုန်လှုပ်သွားပါတယ်။တစ်ဖက်လူကတန်နဲ့အဆင့်1ပဲရှိတာကိုဘာလို့ဒီလောက်အစွမ်းထက်နေရတာလဲဆိုတာသူနိုင်မလည်နိုင်ပါဘူးသူတတိမဝင်ခံမှာပဲထောင်းချယ်ကဂျန်ဖုန်းရဲ့ခန္ဓာကိုယ်ကိုမြေပြင်ပေါ်ရိုက်ချလိုက်ပါတယ်နောက်လက်တစ်ဖက်ကတော့သူ့ကြောပေါ်ကတောင်ပန်ကိုဆွဲဖြုတ်လိုက်ပါတယ်လက်တစ်ဖက်နဲ့တောင်ပန်တစ်ဖက်ဆုံးရှုံးသွားတဲ့ဂျန်ဖုန်းဟာအသက်ငြိမ်နေပါပြီသူနဲ့ထောင်းချယ်ချကအစွမ်းကွာခြားချက်ကိုသူအခုမှကောင်းကောင်းသဘောပေါက်သွားပါတယ်မင်းကငါ့ကိုအစွမ်းကုန်ထုသုံးခိုင်းဖို့အတွက်အယံကိုအာနေလွန်းပါဘူးကျွန်တော်ကအကန်အတတ်မဲ့ဝါမျိုးချင်းကိုသုံးလိုက်တဲ့အခါဂျန်ဖုန်းရဲ့မျက်လုံးတွေဖြူးကျသွားပါတယ်။သူရဲ့ပါရမီလေပြင်းမိုးကောင်ကင်ကိုလူယူခံနေရတာကိုသူကောင်းကောင်းခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲအတိုင်းတဆန်းအလောတကြီးထွက်ပေါ်လာပါတယ်။တော်ဆန်းမင်းသူကိုတရေသလား။အဲ့ဒီလူကတော့ဂျန်ဖုန်းရဲ့အဖေစစ်ထက်ကတမှုတူထီတဲ့ကြံ့ထောင်ပါပဲ။မင်းငါသားကိုတိုက်ရင်မင်းကငါအထဲတက်မယ်။သူကကျွန်တော်ကိုအော်ဟစ်ချင်းချုပ်ကမယ်။အသေးလဲတိုက်ပွဲမှာအနိုင်နဲ့အရှုံးပဲရှိတယ်ခမ ्या ပြောတာမဆိုင်ဘူးရှုံးတဲ့သူကတေးရမှာပဲပြောပြောဆိုဆိုနဲ့ကျွန်တော်ကတစ်ဖက်လူရဲ့ရင်ဖက်ကိုလက်နဲ့ထိုးနိုင်လိုက်ပါတယ်ရွှေလောင်တစ်ဖေးဖေးတောက်နေတဲ့အရာတစ်ခုကိုကျွန်တော်ဆွဲထုတ်လိုက်ပါတယ်
အဲ့ဒါကတော့ဂျန်ဖုန်းရဲ့တားရဲ့အမျိုးတေပါပဲတားရဲ့အမျိုးတေဆုံးရှုံးသွားတဲ့ဂျန်ဖုန်းဟာမျက်စိမမှိတ်ပဲတည်ဆုံးသွားပါတယ်တားရဲ့အမျိုးတေကိုခြေမွေးလိုက်ပြီးတဲ့နောက်ကျွန်တော်ဟာလူသားအတွင်ကိုပြန်ပြောင်းလိုက်ပါတယ်လူတိုင်းဟာအန်ထိုးလုံးလို့စကားတောင်မပြောနိုင်ကြပါဘူးဒါပေမဲ့ကျန်းထောင်ကတော့နားချင်းစွာနဲ့အော်ဟစ်လိုက်ပါတယ်ချက်ချင်းဆိုသလိုသူ့ကိုယ်ထဲကနေအစွမ်းထက်တဲ့အရှင်အဝါတွေပောက်ကွဲထွန်လာပါတယ်မြေကဘာတစ်ခုလုံးတုံးလို့ထားပြီးပေတရာကျော်မြင့်နဲ့ကြောက်တုံးဘီလူကြီးတစ်ကောင်ဟာမြေပြင်ပေါ်မှာပေါ်လာပါတယ်အဲ့ဒါကတော့ကြန့်ထောင်နှိုးထွားစေခဲ့တဲ့တားရဲ့ကြောက်တုံးဘီလူကြီးမဲ့ထူပါတယ်အားအင်းအလွန်ကြီးမားယုံတင်မကပဲကားခွဲရဲ့အစွမ်းကားလည်းအလွန်ကောင်းမွန်ပါတယ်ကြောက်တုံးဘီလူကြီးကကျွန်တော်စီကိုလက်ချောင်းကြီးတစ်ချောင်းနဲ့ဖြည်းဖြည်းချင်းထိုးလိုက်ပါတယ်ငါသားကိုတတ်တဲ့အတွက်မင်းကိုအရင်တတ်မယ်ဘေးနာကចောင်းသားတွေကတော့ကြောက်လန့်တကြားထွက်ပြေးကုန်ကြပါတယ်။ចောင်းအုပ်ကြီး၄ယောက်ကလည်းမျက်နှာပြတ်သွားပါတယ်။သူတို့တားဆီးခြင်းပြီးမြဲရွှေအဆင့်၄ယောက်ကအပြာရောင်ကြောင်မြတ်အဆင့်ရှိတဲ့စစ်တပ်တပ်မိုးကိုမရင်နိုင်ပါဘူး။အဲ့ဒီအချိန်မှာစစ်တပ်ခေါင်းဆောင်မော်ယူထင်းရဲ့အတန်ဟင်းထွက်လာပါတယ်။ကျန်းထောင်စိတ်လိုက်မာမလို့နဲ့ကောင်းကျုံးကပါရမီရှင်တယောက်ပဲ။သူ့လိုပါရမီရှင်ကိုတတ်လိုက်ရင်ဘာဖြစ်လာမလဲဆိုတာမင်းသိလား။သူကငါသားကိုတတ်လိုက်တာလေ။ငါသားကတေးရပြီးသူကဘာလို့အသက်ရှင်နေရပါလဲ။ကြောက်တုံးဘီလူကြီးရဲ့အထန်ဟာကောင်းကင်အထိဟင်းထွန်သွားပါတယ်။ဒါကအသေးလဲတိုက်ကွဲပဲမင်းသားကကိုယ်တိုင်စိန်ခေါ်ခဲ့တာ။သူကမရင်နိုင်လို့တေးတာကိုကောင်းကျုံးကိုတပြစ်တင်လို့မရဘူး။ငါဂယုမဆိုင်ဘူး။ငါသားတေးသွားပြီဆိုရင်သူလဲတေးရမယ်။မော်ယူထင်းမဲအခုဖယ်ဆန်းမဟုတ်ရင်မင်းကိုပါငါတတ်ပြင်မယ်။အဲ့ဒီအချိန်မှာပဲတတိယမြောက်အတန်တစ်ခုထွက်ပေါ်လာပါတယ်။တော်ဆန်းကျန်းထောင်ကဒေါသတကြီးနဲ့ဘဒူကငါ့ကိုလာတားတာလဲလို့ပြန်អော်ပါတယ်။အဲ့ဒီနောက်လူရိတ်တစ်ခုဟာသူ့ရှေ့မှာပေါ်လာပါတယ်။အဲ့ဒီလူကတော့တွေးစားနှက်စင်ရဲ့အရှင်သခင်လီရွှေပါပဲ။ကျန်းထောင်မင်းမာတတိရှိရဲ့ငါရှေ့မှာနောက်တစ်ခါထပ်ပြောကြည့်စမ်း။ကျန်းထောင်ကဒါကိုမြင်တော့အန်တော်သွားပါတယ်။လီအရှင်သခင်ခမရဘလို့လှုပ်ရောက်လာတာလဲ။လီရွှေကတင်းငင်တဲ့မျက်နှာနဲ့မင်းရဲ့အသွင်ပြောင်းမှုကိုအခုချက်ချင်းရက်လိုက်စမ်းလူပြောပါတယ်။ ကျန်းထောင်ကမရက်နိုင်ဘူးသူငါသားကိုတတ်လိုက်တာငါသားအတွက်လက်စားချရမယ်လို့អော်ပါတယ်မင်းယူနေတာလားကျန်းထောင်မင်းသားတည်ရတာဒါသူကမရှင်နိုင်လို့အသေးလဲကြိုက်ပွဲမှာရှုံးနေသွားတာတခြားသူကအပြစ်တင်လို့ရမလားပြီးတော့ဒီကောင်လေးကကိုဘာကောင်းကင်နဂါအဖွဲကလူပဲရဲ့ချန်အန်ကကိုတိုင်ပြောထားတာအကြီးကအငယ်ကူလာနှိမ့်စေရင်သူလုံးဝအားနာမှာမဟုတ်ဘူးတဲ့မင်းကငါလူနှက်စင်တစ်ခုလုံးကူပါမင်းနဲ့အတူအသေးခံစေချင်တာလားငါမကြည့်နဲ့ဘူးကျန်းထောင်ကယူမတတ်အော်ဟစ်နေပါတယ်လီရွှေကထပ်ပြီးတတိပေးပါတယ်မင်းမှရွေးချယ်เสียမရှိဘူးမင်းသားကတရားမျှတတဲ့ကြိုက်ပွဲမှာရှုံးသွားလားသူထက်လိုက်ရင်ကောင်မင်းတို့မိသားစုတစ်ခုလုံးအောင်အေးတေးခံရမယ်ငါမင်းကိုပြောပြမယ်အခုတိုက်ရိုက်ထုတ်လွှင့်မှုကရှိနေတော့မယ်ရဲချန်အန်ကဒါတွေအားလုံးကိုကြည်နေလောက်ပြီးသူတာရောက်လာရင်ငါလဲမင်းကိုမကာကွယ်နိုင်တော့ဘူးအခုချက်ချင်းအသွင်ပြောင်းတာရက်ပြီးငါနဲ့လိုက်ခဲ့ကျန်းထောင်ဟာနေရာမှာတင်ရတန့်သွားပြီးကျွန်တော်ကိုစိုက်ကြည့်နေပါတယ်ကျွန်တော်ကလည်းသူ့ကိုမကြောက်မရွံ့ပြန်ကြည့်နေပါတယ်ဒါကိုမြင်တော့ကျန်းထောင်ကပိုးပြီးဒေါသထွက်လာပါတယ်သူကကျွန်တော်ကိုအခုချက်ချင်းလိုက်တတ်ချင်နေပေမဲ့သူ့ရဲ့လက်ကြီးဟာကျွန်တော်ခေါင်းပေါ်မှာတက်နေပြီးရိုက်မချနိုင်ပါဘူးကျန်းထောင်ကဒါကိုကျွန်တော်ကဒီရတိုင်းပဲအောင်ဤတေးခံနေရမှာလားလို့အရှင်သခင်ကိုမိလိုက်ပါတယ်လီရွှေကစကားပြောဖို့ပြင်နေတော့မှပဲကောင်းကင်ညံကနေဟင်းထွယ်လာတဲ့အတန်းတဆန်းထွက်ပေါ်လာပါတယ်မင်းမခံနိုင်နဲ့တေးလိုက်ပေါ့အနီနော်ကောင်းကင်ညံမှာအလင်းသားလန်တစင်းပွင့်ထွယ်လာပါတယ်လီရွှေကအန်တော်တုံလို့ဆိုနေဒါရဲချန်အန်ပဲသူရောက်လာပြီလို့ပြောလိုက်ပါတယ်